Hello,အားလုံးပဲမင်္ဂလာပါရှင်။မြေတူလေးဟန်မဲ့ရန်ကုန်ကြီးဆိုင်နဲ့မြေဆိုင်မှာကြိုဆိုပါတယ်ရှင်။ဒီ C7 လေးမှာမြေကကျိုးနှမျိုးနဲ့တုံးထားပါတော့။ဒါကကြတော့ဒီ crochet ကျိုးလေးပေါ့နော်။ကျစ်ဆန်ပြီးကျစ်တဲ့ပုံလေးကိုမြင်လုပ်ထားပါတယ်။ပြီးတော့ AC ကျိုးလေးနဲ့ပေါ့ကိုလိုချင်တဲ့ကျိုးကိုလုံးလို့ရပါတယ်เนาะဒီ80စာကို3900ကျပ်နဲ့ဝယ်ယူလို့ရ7လေးထိုးဖို့အတွက် crotch ရကြတော့300 gram လိုပါတယ်เนาะပြီးတော့20မြ30ပေါ်ချက်တစ်ချက်လိုပါတယ်เนาะပြီးတော့ကျိုးလေးတက်ချင်တယ်ဆိုရင် AC ကျိုးပေါ့နော်တကယ်လို့ကျိုးမတက်ဘဲနဲ့ဒီကျစ်ဆန်မီပုံပဲထိုးချင်တယ်ဆိုရင်တော့ဒီကျိုးဝယ်စရာမလိုပါဘူးเนาะဒါလေးကကြတော့ gray ရှင်လေးတစ်စုံပါเนาะတစ်စုံလိုပါမယ်ပြီးတော့ဒီအစသိပ်ဖို့အတွက် mat ဒီလိုမျိုးချုပ်အပ်လေးတစ်ချောင်းလိုပါမယ်ပြီးတော့ side က2 side လိုပါတယ်အဲ့ထိုးဖို့အတွက်ကကြတော့ 2.5 နဲ့ကျိုးထိုးဖို့အတွက်ကကြတော့ 3.5 ဆိုတဲ့ side လေးနဲ့ side လိုပါတယ်ရှစ်ပြီးတော့ mat ချိန်မှတ်ဖို့အတွက် mat ချိန်လေးအနည်းငယ်လိုပါတယ်ဒီကုန်ကြပစ္စည်းလေးတွေကိုမေမေရရကုန်ကြီးမြလာစီဆိုင်မှာဖြစ်ဖြစ်မြိတ်ကဆိုရင်မြိတ်ကြီးဆိုင်လေးမှာဖြစ်ဖြစ်ဝယ်ယူလို့ရပါတယ်ရှစ်ဒါလေးဆိုရင်မေတို့ဒီထူနီလေးကိုစားလိုက်ရအောင်နော်ဒီအိတ်လေးထိုးတဲ့ခါကျရင်ထိုးနည်းလေးတွေကိုကြော်မသွားဖို့မေတ္တာရက်ခံပါတယ်ရှင့်မိမိတို့ကကြတော့မြိတ်ကနေပြီးတော့မြိတ်သူတွေဖြစ်တာမို့လို့စကားတန်လေးကနည်းနည်းလေးဝဲတာမို့လို့တီခံပြီးတော့ကြည့်ပြီးနားထောင်ပေးပါရှင့်အတန်းတန်ဆုံးတော့မေတို့စူးစမ်းပြီးတော့ပြောပြပေးထားပါတယ်ရှင့်ဒီအိမ်မှာဆိုရင်မေကကြတော့အခန့်ပြားကို10မြောက်20စင်တီမီတာသုံးထားတာပေါ့နော်ပြီးတော့ S size ကကြတော့3မီလီမီတာသုံးတယ်ဒါပေမဲ့မေကဒီ app လေးကထိုးလို့ကောင်းတယ်ဆိုတော့ဒီ app ကကြတော့နှစ်ဖက်လောက်ကျိုးတဲ့တိတ်မကျိုးပေါ့နော်သူက S size ဒီမှာ1နဲ့2ရှိတယ်အဲ့ဒါမေ2ဖက်ကထိုးထားပါတော့ထိုးတဲ့ခါကျဒီမှာချောနေတဲ့ဖက်ပေါ့နော်ဘူးတီတွေချောနေတဲ့ဖက်ဘူးတီတွေဒီလိုမျိုးဖြစ်နေတဲ့ဖက်အဲ့လိုမျိုးဖြစ်နေတဲ့ဖက်မလာတဲ့ဖေးချာကိုကြည့်ပြီးတော့မေတို့ကကြတော့ယူရမယ်ဒါဆိုရင်ဒီဘူးတီနဲ့တန်းနေတဲ့အတန်းမှာကြတော့တိုင်တူကို3ပေါက်ထိုးရမယ်ပေါ့နော်3ပေါက်ထိုးရမယ်အဲ့ဆိုရင်မေတို့ဒီကနေပြီးတော့ချိတ်တက်မယ်ဆိုတော့ဒီကနေစပြီးတော့တိုင်တူ3ပေါက်ကနေစပွားလိုက်မယ်ပေါ့နော်ကိုထိုးချင်အရာထိုးချင်တဲ့အရာကိုဒီအောက်ကနေပြီးတော့ခြီလေးယူလိုက်မယ်ပေါ့နော်ခြီလေးယူလိုက်ပါမယ်ယူပြီးတော့ဒီမှာတိုင်တူ3ခါထိုးမယ်ပေါ့နော်အဲ့ဆိုရင်တစ်ခါရှီကအနောက်ကခြီလေးကိုလည်းတိတ်လာမယ်ပြီးတော့နောက်ထပ်2ခါထပ်ထိုးမယ်ပေါ့နော်ဒီအပေါက်မှာပဲ3ပေါက်ထိုးရပါမယ်2ပေါက်ပြီးတော့3ပေါက်တစ်ပေါက်ကျော်စီပွားသားမယ်ပေါ့နော်ပြီးရင်ဒီမှာဒီတစ်ပေါက်မှာကျတော့2ချစ်ပဲထိုးပါမယ်တိုင်းတို့2ချစ်ပဲထိုးပါမယ်တစ်ချက်နောက်ထပ်တစ်ချက်2ချက်ပေါ့နော်ပြီးရင်နောက်တစ်ချက်ကဒီမှာ3ပေါက်ထိုးပါမယ်တိုင်းတူ3ပေါက်ထိုးပါမယ်နော်1 23ပြီးတော့သူ့ဘေးရဲ့အပေါက်မှာကျတော့တိုင်းတူ2ခါထိုးပါမယ်နော်1 2ခါထိုးပြီးတဲ့အခါကျရင်ဒီကနေစပြီးတော့1 2 3 4 5 5ပေါက်ထိုးမယ်ပေါ့နော်5ပေါက်အဲ့ဒီ5ပေါက်လုံးကို3ပေါက်စီပွားသွားမယ်ပေါ့နော်အဲဆိုရင်ဒီမှာ3ပေါက်ထိုးမယ်ပေါ့နော်3ပေါက်5ခါထိုးမယ်1 2 3တစ်ခါ1 2 3နှစ်ခါ1 2 3အဲ့ဒါ3ခါဖြစ်သွားပြီပေါ့နော်3ခါအဲ့ဒါဒီမှာ1 2 34ခါ5ခါ1 5ခါဖြစ်သွားပြီပေါ့နော်အဲ့ဆို1 2 3 4 5 3ပေါက်5ခါပြီးသွားတဲ့ခါကျရင်2ပေါက်တစ်ခါပြန်လာမယ်1 2နော်2ခုထိုးသွားပြီနောက်တစ်ပေါက်မှာကျတော့3ခုထိုးပါမယ်1 2 3ပြီးတော့နောက်တစ်ပေါက်မှာ2ခါပြန်ထိုးပါမယ်1
ပေါက်ထဲမှာနှစ်ခါနော်တဲ့နဲ့ပြီးတော့တန်းနေတဲ့ပေါက်မှာ3ခါထိုးမယ်တဲ့နဲ့တော့အဲ့ဆိုရင်ဒီကျန်တဲ့ပေါက်တွေမှာကျတော့နှစ်ခါစီထိုးသွားမယ်ပေါ့နော်တဲ့နဲ့အဲ့ဒါကိုဒီနာရောက်တဲ့ထိထိုးလာမယ်နှစ်ပေါက်တစ်ပေါက်မှာနှစ်ခုစီနဲ့ဒီနာရောက်တဲ့ထိထိုးလာပြီးရင်ဒီမှာတစ်ပေါက်ကိုနှစ်ချစ်စီထိုးလာပြီးရင်ဒီမှာပွားတဲ့အပေါက်ကိုရောက်သွားပြီပေါ့နော်ဒီဟာနဲ့တန်းနေတာဒီဟာပေါ့နော်အဲ့ဆိုရင်ဒီအပေါက်မှာမေတို့ဒီတိုင်တို့3တိုင်ထိုးလိုက်ပါမယ်တစ်တိုင်နှစ်တိုင်ပြီးတော့3တိုင်ဒါတော့သူ့ဘေးရဲ့အပေါက်မှာတိုင်တို့နှစ်ခါပဲထိုးမှာပေါ့နော်ပြီးရင်3တိုင်ပြန်လာမယ်နော်ပြီးရင်2တိုင်ပြန်လာမယ်နော်ပြီးတော့တစ်ပေါက်ကို3ခုစီနဲ့5ခုထိုးမယ်ပေါ့နော်1 2 3 4 5เนาะ5ခုထိုးမယ်အခုပြီးသွားပြီအဲ့ဆိုရင်သူ့ဘေးအပေါက်မှာပေါက်ကိုနှစ်ချင်းနဲ့ပြန်လာမယ်ပြီးရဒီဘေးအပေါက်မှာ3ခါတဲ့နဲ့3ခါပြီးရ2ခါပြီးရင်ဒီမှာ3ခါအဲ့ဆိုရင်ပွားတာပြီးသွားပြီပေါ့နော်ဒါဆိုရင်ကြံတဲ့ပေါက်စီကိုတစ်ပေါက်မှာတိုင်တို့နှစ်ပေါက်စီနဲ့ဒီနာထိအဆုံးထိထိုးလာပြီးတော့ဒီပထမပေါက်မှာဆက်ကော်လေးနဲ့ဆက်လိုက်ပါမယ်နော်ဒီမှာမေတို့ထိုးလာတာနောက်ဆုံးပေါက်ရောက်ပြီပေါ့နော်ရောက်တဲ့ခါကျရင်ဒီမှာပထမပေါက်ရှိတယ်ပေါ့နော်ဒီအပေါက်လေးကိုမေတို့ဆက်ကောဆက်လိုက်ပါမယ်နော်ဆက်ကောဆက်ပြီးတော့ဒီမှာချိတ်လေးတစ်ခုတက်လိုက်မယ်ပေါ့နော်တက်ပြီးတော့ဒီအပေါက်ထဲမှာပဲအခုဆက်ကောနဲ့ဆက်ပြီးတော့ချိတ်တစ်ခုတက်တဲ့အပေါက်ထဲမှာပဲတိုင်တို့တိုင်ပြန်ဆက်လိုက်မယ်ပေါ့နော်ပြန်ဆိုင်လိုက်ပြီးတော့ဒီနေရာကိုတချို့ကမတ်တက်တယ်ပေါ့နော်အဲကြောင့်မို့လို့ဒီနေရာမေတို့ဒီမတ်ကျိတ်လေးနဲ့မတ်ထားလိုက်မယ်ပေါ့နော်ဒီမတ်ကျိတ်လေးနဲ့မတ်ထားလိုက်မယ်ပေါ့နော်ဒီလိုမျိုးမတ်ကျိတ်ဒါမတ်ကျိတ်လေးကတော့မကြိုးဘူးအရန်ကောင်းတယ်ဒီတပားပေါ့နော်ဒီတပားပြီးတော့သူ့ဘေးကအပေါက်မှာတိုင်တူတစ်ခါထိုးမယ်အဲဆိုရင်နှစ်ခါဖြစ်သွားပြီပြီးတော့တိုင်တူတစ်ခါထိုးမယ်ဒါဆိုရင်ဒီမှာစုပါ3ခုဖြစ်သွားပြီပေါ့နော်စုပါ3တိုင်ဖြစ်သွားပြီဖြစ်သွားတဲ့အခါကျရင်ချိတ်3ခုတင်မယ်တဲနဲ့3ခုတင်မယ်ပြီးတော့ဒီဘေးကအပေါက်ကနေရေးမယ်ပေါ့နော်1 2 3 4ပါးမြောက်မှာမေတို့တိုင်တူနဲ့ပြန်ပြီးတော့ချိတ်လိုက်ပါမယ်အဲဆိုရင်အကအသေးဆိုတော့နည်းနည်းလေးတော့ဆွဲရတာပြီးတော့သူ့ဘေးရဲ့အပေါက်မှာတိုင်တူ2ခါထိုးမယ်ဒါဆိုရင်တိုင်တူ3ခါဖြစ်သွားမှာပေါ့နော်အဲ့လိုမျိုးလေးပြီးတော့ချိတ်3ခုပြန်တက်ပါမယ်နဲ့3ပြီးတော့4ပါးများမှာတိုင်တူနဲ့ချိတ်ပါမယ်နော်1နဲ့3 4ပါးများမှာတိုင်တူနဲ့ချိတ်ပါမယ်ပြီးတော့သူ့ဘေးရအပေါက်မှာတိုင်တူတစ်ပေါက်တစ်ချစ်စီနဲ့ထိုးမယ်အဲ့လိုမျိုးပဲပတ်ပတ်လေကိုခွေးလေးတွေလှုပ်သွားလိုက်မယ်ပေါ့နော်ပတ်လေခွေးလေးလှုပ်သွားတဲ့ခါကျရင်ဒီအကွင်းမျိုးခွေး20ရပါမယ်ဒီနားထိရောက်လာရင်မင်းနဲ့တူပြန်တွေ့ကြမယ်ပေါ့နော်ဒီပတ်လေအဲ့လိုမျိုးထိုးသွားမယ်နော်တို့ဒီမှာချိတ်လာတာဒီနောက်ဆုံးပေါက်ရပေါ့နော်ဒါဆိုရင်ပုံမှန်တိုင်းပဲ1နဲ့3ခုတက်ပြီးတော့4ပါးများမှာချိန်မယ်1နဲ့3 4ပါးများမှာတိုင်တူနဲ့ချိန်လိုက်မယ်ပေါ့နော်အဲ့ဆိုရင်ခွင်းကအခု20ရမယ်နော်20ရမှမှန်မယ်နော်ပြန်ရည်မယ်နော်မှန်အဲ့ဆိုရင်ဒီမှာ1နဲ့3 4 5 6 8 9 10 11 12 13 14 15 16 17 18 19 20နော်မှန်တော့ပြီအဲ့ဆိုရင်
မှန်သွားတဲ့ခါကျရင်ဒီမှာတို့အစတစ်ထားတဲ့အပေါက်ရှိတယ်အဲ့ဒီပေါက်ကိုမတ်ချိတ်ဖြုတ်ပြီးတော့ဒီအပေါက်မှာမေတို့ဆက်ကော်လေးနဲ့ချိတ်လိုက်ပါမယ်နော်ဆက်ကော်လေးနဲ့ချိတ်လိုက်ပါမယ်ပြီးတော့ဒီဆက်ကော်ချိတ်ထားတဲ့အပေါက်ကိုမတ်ချိတ်လေးနဲ့ပြန်ပြီးတော့မှတ်ထားလိုက်မယ်ပေါ့နော်ပြီးတော့ဒီဒုတိယပေါက်ပေါ့နော်ဒုတိယပေါက်ကိုလည်းပဲဆက်ကော်နဲ့တစ်ခါချိတ်လိုက်ပါမယ်နော်ဆက်ကော်နဲ့တစ်ခါချိတ်မယ်ပြီးတော့ဒီခုချိတ်ထားတဲ့ဒုတိယပေါက်မှာပဲမေတို့ဒီမှာတိုင်တိုတိုင်းပြန်ပြီးတော့ဆက်လိုက်ပါမယ်နော်တိုင်တိုတိုင်းပြန်ပြီးတော့ဆက်လိုက်ပါမယ်စိုက်ပြီးရဲ့ခါကျရင်ဒီမှာခွင်းပထမခွင်းထဲမှာတိုင်ရှိ9တိုင်ထိုးပါမယ်နော်တိုင်ရှိထိုးမယ်နော်တိုင်တစ်ခါ9ခါထိုးမယ်နော်2ခါ3ခါ4ခါ5ခါ6ခါ9ခါထိုးပြီးသွားတဲ့အခါကျရင်ဒီမှာမေတို့တိုင်တို3တိုင်စိုက်ထားရမလားတိုင်နဲ့တိုင်3တိုင်အလဲပေါက်မှာတိုင်တိုနဲ့ပြန်ပြီးတော့ချိတ်လိုက်ပါမယ်နော်ဆောက်ကော်မဟုတ်ဘူးနော်တိုင်တိုနော်တိုင်တိုနဲ့ချိတ်လိုက်ပါမယ်ပြီးတော့နောက်ထပ်တစ်ပေါက်မှာလည်းပဲတိုင်ရှိခနစ်ပေါက်ပြီးတော့ဒီချိတ်တိုင်တို3ခုထိုးထားတဲ့အလဲပေါက်မှာတိုင်တိုနဲ့ပြန်ချိတ်မယ်ဒီပတ်လည်းဒီနားထိရအောင်ထိုးလာမယ်ဒီလိုမျိုးပဲဖတ်အခု20ရပါမယ်နော်အပေါင်း20ဆိုတော့ဒီလိုပဲဖတ်အခု20ရပါမယ်ပြီးရပြန်တွေ့မယ်နော်မေတို့ထိုးလာတာနောက်ဆုံးပေါက်ရောက်ပြီပေါ့နော်အဲ့ဆိုရင်ပွေဖတ်လေးတွေ20ပြီးမပြီးရင်ပေါ့1 2 3 4 5 6 9 10 11 12 13 20ပြီးသွားပြီလားဆိုရင်ဒီမှာမတ်ချိတ်ချိတ်ထားတယ်ချိတ်ထားပြီးတော့ဒီမတ်ချိတ်ရဲ့အပေါက်ကိုဆက်ကော်လည်းမဆက်ဘူးပေါ့နော်ဒီမှာဒီဆက်ကော်ဆက်ပြီးတော့တိုင်လိုထိုးထားတဲ့အပေါက်မှာမေတို့ကကြတော့ဆက်ကော်လေးနဲ့ဆက်လိုက်မယ်ပေါ့နော်အဲ့ဒီတိုင်ပထမဆုံးဒီမတ်ထားတဲ့မတ်ချိတ်ကိုဖြိုးလိုက်မယ်ပေါ့နော်ဆက်ကော်နဲ့ဆက်လိုက်မယ်4ခါဆက်မယ်ပေါ့နော်တစ်ခါတစ်ပေါက်ဆက်ပြီးပြီနှစ်ပေါက်အဲ့ဆိုရင်ပထမဆက်ထားတဲ့အပေါက်ကိုမတ်ချိတ်နဲ့မတ်ထားလို့လည်းရတယ်မမတ်ထားခဲ့လို့လည်းရပါဘောနော်နေကတော့မတ်ပြလိုက်မယ်နော်မမတ်ထားလည်းရတယ်နှစ်ပေါက်နော်ပြန်ရည်လို့လွယ်အောင်နှစ်ပေါက်ပြီးတော့3ပါနော်3ခါဆက်ပြီးပြီးတော့နောက်ထပ်တစ်ခါ4ခါအဲ့ဒီ4ခါ4ပါမြောက်မှာချိတ်တစ်ခုတင်မယ်ပြီးတော့ဒီအပေါက်မှာပဲမေတို့တိုင်တို့ထပ်ထိုးလိုက်ပါမယ်အဲ့ဒီထိုးလိုက်တဲ့တိုင်တို့အပေါက်ကိုလည်းပဲမေတို့ဒီမှာလာဆက်ရမှာမို့လို့ဒီဟာလေးကိုမတ်ချိတ်နဲ့မတ်ထားခဲ့လိုက်မယ်နော်တိုင်တို့ထိုးတဲ့အပေါက်ကိုပေါ့နော်ပြီးရင်နောက်ထပ်2ပေါက်ထပ်ထိုးမယ်တစ်ပေါက်2ပေါက်အဲ့ဆိုရင်မေတို့ဘယ်နှခုဖြစ်သွားပြီလဲဆိုတော့ဒီရဲ့အတန်းရဲ့အထက်မှာတိုင်တို့3တိုင်ဖြစ်သွားပြီတစ်တိုင်2တိုင်3တိုင်ဒါဆိုရင်ဘေးမှာဘယ်နှခုကြံရမလဲဆိုတော့ချိန်2ခုကြံခဲ့ရမယ်ပြီးတော့ဒီမှာခွင်းလုတ်တဲ့အဆင့်ကိုရောက်သွားပါတော့သူကဘယ်လိုမျိုးလုပ်မလဲခွင်းတစ်ခါရက်တောက်တစ်ခါခွင်းတစ်ခါရက်တောက်တစ်ခါအဲ့ဆိုရင်ရက်တောက်ပြီးတော့ခွင်းပြန်လာမယ်ဖြစ်တဲ့အတွက်ချိန်1နဲ့3ခုထိုးမယ်3ခုထိုးပြီးတော့4ပါးမြောက်ပေါ့နော်ဒီဒုတိယကွက်ရဲ့4ပါးမြောက်1 2 3 4ပါးမြောက်မှာပြန်ချိတ်ပါမယ်တူတူပဲနော်ပြီးရင်ချိတ်ပြီးတော့ဒီမှာတိုင်တိုနဲ့စိုက်မယ်ပြီးတော့နောက်ထပ်ဒီ3ခါထိုးပြီးသွားတဲ့ခါကျရင်ဒီဒုတိယအကွဲမှာ1 2 3 4 5 6 9ခုရှိတယ်ပေါ့နော်အဲ့ဒါ3ပါးမြောက်မှာထိုးမယ်1 2 3ပါးမြောက်မှာတိုင်တိုနဲ့တစ်ခါချိတ်လိုက်ပါမယ်နော်တိုင်တိုနဲ့တစ်ခါချိန်မယ်ပြီးသူ့ဘေးရဲ့အပေါက်မှာတိုင်တိုတစ်ခါထိုးပါမယ်2ခါပြီးတော့နောက်ထပ်တစ်ခါ3ခါနော်အဲ့ဆိုရင်ဒီမှာအဲ့လိုမျိုးချိတ်ရရောက်သွားပြီပြီးတော့နောက်ထပ်ချိတ်3ခါပြန်တိတ်ပါမယ်3ခါပြန်တိတ်ပြီးတော့ဒီမှာ2ခုကြံခဲ့ရနော်အဲ့လို2ခုခြံထားခဲ့ရမယ်အဲ့ဆိုရင်နောက်ထပ်ပွဲဖတ်တစ်ခု1 2 3ခုမြောက်မှာတိုင်တိုနဲ့တစ်ခါချိတ်မယ်ပြီးတော့သူ့ဘေးရဲ့နှစ်ပေါက်မှာတိုင်တိုတစ်ပေါက်စီထိုးမယ်နော်အဲ့လိုမျိုးပဲခွဲလေးတွေအခု20ပြန်ဖြစ်သွားမှာပေါ့နော်ဒီလိုမျိုးလေးပြန်ပြီးတော့ချိတ်လာပြီးတော့ဒီနေရာမှာပြန်ပြီးတော့ပြောက်ပေးမယ်နော်မေတို့ဒီမှာထိုးလာတာ20မြောက်ခွဲကိုရောက်ပြီပေါ့နော်ရောက်တဲ့အခါကျရင်ဒီအလယ်မတ်ချက်ကိုလုံးဝမယူတော့ဘူးပေါ့နော်ဒီမှာတို့စခဲ့တဲ့တင်းနဲ့3တိုင်ရှိတယ်ဒီပထမပေါ့နော်ပထမမတ်ချက်မှာတို့ဆက်ကော်လေးနဲ့ချိတ်လိုက်ပါမယ်နော်ဆက်ကော်နဲ့ချိတ်တဲ့အခါကျရင်မင်းကကျတော့ဒီမှာဆက်ကော်နဲ့ချိတ်လိုက်မယ်ပေါ့နော်မင်းကတော့2ယောက်ဆက်ထိုးမှာမို့လို့ဒီမှာချီစပြောင်းတော့မယ်အဲ့ဆိုရင်ဒီမှာအကွင်းကကွင်း20ပြည်တာမပြည်တာပြန်စစ်မယ်ပေါ့နော်1 2 3 4 5 6ခေါ်8 9 10 11 12 13 14 15 16 17 18 19 20အကွင်း20ပြီးရင်မှန်တယ်ပေါ့နော်ဒီမှာဆက်ကော်နဲ့ဆက်လိုက်မယ်ပေါ့နော်ဒီမှာ3ပေါက်ရှိတယ်ဒီပထမပေါက်မှာတို့ကမတ်ချိတ်ချိတ်ထားခဲ့တယ်အဲ့ဆိုရင်ပထမပေါက်မှာမတ်ဆက်ကော်နဲ့ဆက်လိုက်တယ်
အဲ့တော့မေကဒီမှာကျတော့ချီအယောင်ဆက်နဲ့ထိုးချင်တယ်ဆိုတော့ဒီမှာမေအယောင်ပြောင်းတော့မှာပေါ့နော်ဒါလေးကတော့ဒီတယောင်နဲ့ထိုးတဲ့သူတွေကပြောင်းစရာမလိုဘူးပေါ့နော်ပြောင်းတဲ့အခါကျဒီမှာပြောင်းချေတဲ့ချီကိုဒီမှာထားမယ်ပေါ့နော်ပြီးတော့ဒီမှာဒီလိုမျိုးဒီပြောင်းချေတဲ့ချီကျိုးတင်လိုက်မယ်ပေါ့နော်ပြီးရင်ဒီချို့ပြောင်းတဲ့ကျိုးလေးကိုမေဒီကနေပြီးတော့ဆက်ကော်ယူလိုက်တော့မှာပေါ့နော်ယူထုတ်လိုက်တော့မယ်ဒီမှာဒီဒိုလက်ရှိကျိုးပေါ်မှာပြောင်းချေတဲ့ကျိုးလေးတင်လိုက်တယ်ပေါ့နော်ပြီးတော့ဒီအကွင်းထဲကနေပြီးတော့ဒီလိုမျိုးလေးဆက်ကော်လေးပထမအကွင်းမှာဆက်ကော်လေးယူလိုက်ပါမယ်နော်အကအသိမို့နည်းနည်းလေးချက်ရတာပဲပန်းနေမှာချီပြောင်းတဲ့ကြိုးတွေယူလိုက်ပြီဆိုရင်ချီကမေတို့ကဒီအညိုရောင်ပဲထိုးသွားတော့မယ်ဆိုရင်တော့ဒီကြံတဲ့ရောင်အနောက်မှာသိမ့်မယ်ပေါ့နော်အနောက်မှာသိတဲ့ခါကျရင်ဒီမှာပထမ3ပေါင်းတိုင်တို3ပေါင်းရှိတဲ့အချိန်မှာပထမပေါက်မှာဆက်ကော်နဲ့ဆက်လိုက်တယ်ပြီးတော့ဒုတိယပေါက်မှာဒုတိယပေါက်ကိုဆက်ကော်နဲ့ထပ်ပြီးတော့ဆက်ပါမယ်နော်ဆက်ကော်နဲ့ဆက်ပြီးတော့အဲ့ဒီဒုတိယပေါက်မှာပဲမေတို့ချဲတစ်ခုတက်ပါမယ်ပြီးတော့ဒီပေါက်မှာပဲမေတို့တိုင်တိုတစ်ခါထပ်ထိုးလိုက်မယ်ပေါ့နော်ဒါဆိုရင်ပထမဒီဆက်ကော်နဲ့စစ်ထားတဲ့အပေါက်ကိုပြန်လာစစ်မှာဆိုတော့ပထမအပေါက်ကိုမတ်ချစ်လေးနဲ့မတ်ခဲ့မယ်ပေါ့နော်ပြီးရင်ဒီကွင်းထဲမှာပုံမှန်လိုပဲတိုက်ရှိခုနကထိုးပါမယ်နော်ဒီခြီစလေးကိုပတ်လဲသိမ်းလာမယ်နော်နေတော့တကယ်လို့တယောက်နဲ့ထိုးတဲ့သူတွေကတော့သိစရာမလိုဘူးစစ်တိုက်ထိုးရုံပဲပေါ့နော်အယောင်ဆက်ချင်သူတွေကကြတော့အဲ့လိုမျိုးအယောင်ဆက်လေးနဲ့ဆက်တဲ့ခါကျရင်ချီဟာတွေကိုဖြတ်နေရမှာဆိုလို့ဒီဟာလေးကိုသိလိုက်မယ်ပေါ့နော်အဲ့ဆိုရင်ဒီမှာနဲ့4 6 9ပေါက်ပေါ့နော်9ပေါက်ထိုးပြီးတော့ဒီမှာ3ပေါက်ကြံခဲ့တယ်3ပေါက်ရှိတယ်ပေါ့နော်1 2 3ပေါက်ဒီအလဲပေါက်မှာချဲလေးနဲ့ချိတ်မယ်ပေါ့နော်ဒါကတော့တူပဲเนาะဒါဆိုရင်ဒီခွဲထဲမှာ9ခုထိုးမယ်ပြီးရင်အလဲတိုင်းမှာတိုင်လိုနဲ့ချိတ်မယ်ပေါ့နော်ဒီပက်လဲထိုးလာခဲ့မယ်ပေါ့နော်ဒါဆိုရင်အဆင်ပြေမယ်လို့ထင်ပါတယ်ရှင့်တာပစ်တန်ကကြတော့အခု20ပြည့်ပြီဆိုရင်ဒီမှာပထမဆိုတို့ဆက်ကောစစ်ထားတဲ့မက်ဂျစ်မှာချိတ်ထားတဲ့ပထမပေါက်ကိုမြူတိုင်တိုထိုးထားတဲ့ဒီဟာနေပြီးတော့ဆက်ကောလေးတွေဒီဟာဖြောလိုက်မယ်ပေါ့နော်ဆက်ကောလေးတွေ4ခါချိတ်ပါမယ်နော်တဲ့နဲ့အဲ့ဆိုရင်ဒီပထမဆက်ကိုချိတ်ထားတဲ့အပေါက်ကိုမတ်ချက်လေးနဲ့မတ်ထားခဲ့မှာပေါ့နော်နဲ့တော့လေးပါရောက်သွားတဲ့အခါကျရင်ချိတ်တစ်ခုတက်မယ်ပေါ့နော်ပြီးရင်ဒီအပေါက်မှာတိုင်တူနဲ့ပြန်ချိတ်မယ်တစ်တိုင်ပြီးတော့နှစ်တိုင်ပြီးတော့3တိုင်เนาะ3တိုင်ဒီမှာနောက်တစ်တန်းမှာဒီလိုမျိုးဖြစ်သွားတဲ့အခါကျဒီမှာ2ပေါက်ချန်ခဲ့မယ်ပေါ့နော်အဲ့3ခုပြီးသွားတဲ့အခါကျရင်ချိတ်3ခုတက်မယ်ပေါ့နော်1 2 3ချိတ်3ခုတက်တဲ့အခါကျရင်ဒီမှာ1 2 3ပေါက်မှာဒီမှာတိုင်တူနဲ့လာချိတ်မယ်ပြီးတော့သူ့ရဲ့ဘေးကိုတိုင်တူတစ်ချက်ထိုးမယ်2ချက်เนาะပြီးတော့နောက်ထပ်တစ်ချက်ထိုးမယ်3ချက်ပြီးသွားတဲ့ခါကျရင်ဒီမှာချဲ3ခုတက်မယ်ပေါ့1 2 3ခုတက်မယ်အဲ့တိုင်းပဲဒီမှာ1 2 3ပါးမြောက်မှာလာထိုးမယ်ဒါဆိုရင်ဒီဝိုင်းလေးတွေချိတ်ထားတာ20ဖြစ်သွားပြီအဲ့ဆိုရင်ဒီခွင်းကို20ထိုးမယ်ရက်တောင်20ထိုးမယ်အဲ့လိုမျိုးပဲကိုလိုချင်တဲ့ဆိုရင်မေတို့ဒီမှာထိုးလာတာ1 2 3 4 5 6 8 9 10တန်းပေါ့နော်10တန်းပြီးတဲ့ခါကျရင်ဒီမှာနောက်ဆုံးပေါက်ရောက်ပြီပေါ့နော်တန်းပြီးတဲ့ခါကျရင်ဒီမှာရက်တောင်မထိုးတော့ဘူးပေါ့နော်ဒီခွင်းအတန်းမှာဆုံးလိုက်မယ်ဆုံးပြီးတော့ဒီမှာချိတ်3ခုနောက်ဆုံးပေါက်ရောက်လာပြီပေါ့နော်ခွင်းထိုးလာတာခွင်း20ပြီးပြီအဲ့ဆိုရင်ပုံမှန်တိုင်းပဲဒီမှာဆက်ကော်နဲ့ဆက်လိုက်မယ်ပေါ့နော်တစ်ချက်ပထမချက်ပြီးတော့ဒုတိယအပေါက်မှာဆက်ကော်နဲ့စစ်မယ်ပေါ့နော်ပြီးတော့ချိတ်တစ်ခုတက်မယ်ပြီးတော့တိုင်ဒီအပေါက်မှာပဲပုံမှန်ထိုးနေကြအတိုင်းပဲတူပဲเนาะအဲ့ဆိုရင်တိုင်တူတိုင်ဆက်လိုက်တယ်ပေါ့နော်ဒီလိုမျိုးပြီးတော့ချိတ်3ခုတက်မယ်1 2 3ခုတက်မယ်ပေါ့နော်3ခုတင်းနဲ့3ခုတိတ်ပြီးတော့ဒီအပေါက်မှာတိုင်တူနဲ့ပြန်ပြီးတော့ချိန်မယ်ဒီတစ်ခုအဲ့လိုမျိုးလေး
ဒါဆိုရင်နောက်ထပ်1နဲ့3ခုတက်မယ်ပြီးတော့ဒီ3ပေါင်းမြောက်အလဲပေါင်းမှာတိုင်တိုနဲ့ချိန်မယ်အဲ့လိုမျိုးပဲပတ်ပတ်လဲသွားမယ်ပေါ့နော်1နဲ့3ပြီးတော့ဒီမှာအလဲမှာချိန်မယ်ပေါ့နော်ဒီတောတဲ့အပိုင်းကိုရောက်သွားပြီမို့လို့ပါနော်1နဲ့3ပြီးရင်ဒီအလဲပေါင်းမှာချိန်ပါမယ်နော်အဲ့ဆိုဒီလိုမျိုးပဲပတ်ပတ်လဲဒီတို့အစဆုံးနာထီကိုထိုးလာခဲ့မယ်ပေါ့နော်နောက်ဆိုရောက်ပြီဆိုချိန်3ခုတက်မယ်1နဲ့3ဒီအတော့စစ်မှာကျတော့ဒီမှာအရင်ကဆိုရင်ဒီနေရာမှာ3ပေါက်ရှိရပေါ့နော်1နဲ့3ပေါက်ရှိတဲ့နေရာမှာဒီမှာကျတော့မေတို့ဒီဒုတိယပေါက်ကိုပဲယူပြီးတော့တစ်ပေါက်ပဲချိတ်လိုက်မယ်ပေါ့နော်အရင်ကဆိုရင်ပထမတစ်ပေါက်မှာဆက်ကော်ချိတ်တယ်ပြီးတော့နောက်ဒုတိယတစ်ပေါက်မှာဆက်ကော်နဲ့ချိတ်တယ်ပြီးတော့ချိန်တစ်ခုတက်ပြီးတော့တိုင်လိုထိုးတယ်ပေါ့နော်ဒီကကျတော့ဒုတိယပေါက်မှာတစ်ခါတည်းဆက်ကော်နဲ့ချိတ်ပြီးတော့ဒီအပေါက်မှာပဲတိုင်လိုနဲ့ပြန်ထိုးဒီပေါက်မှာဆက်ကော်နဲ့ချိတ်လိုက်တယ်ပြီးတော့ဒီချိတ်တစ်ခုတက်မယ်ပြီးတော့ဒီပေါက်မှာပဲတိုင်လိုထိုးလိုက်တယ်ပေါ့နော်အဲ့လိုမျိုးလေးတစ်ပေါက်ပဲယူလိုက်ပါမယ်နော်ဒီလိုမျိုးလေးပြီးတော့ဒီနေရာကိုမတ်ချက်လေးနဲ့မှတ်ထားမယ်နော်မတ်ချက်လေးနဲ့မှတ်ထားမယ်မှတ်ထားပြီးတော့ဒီပေါ့နော်ဒီအပေါက်ပေါ့နော်ဒီမှာပထမတစ်ခွင်းကိုထားခဲ့မယ်ဒုတိယတစ်ခွင်းမှာဒီမှာတိုင်တိုနဲ့ချိတ်ထားတယ်အဲ့ဒီမှာတိုင်ရှိတစ်ခါထိုးလိုက်မယ်ပေါ့နော်ဒီအပေါက်မှာတိုင်ရှိတစ်ခါထိုးမယ်ပြီးတော့ချိန်နှစ်ခုတက်မယ်တင်းနဲ့ချိန်နှစ်ခုတက်ပြီးတော့ဒီတိုင်စီဆုပ်ထားတဲ့နေရာမှာဆက်ကော်နဲ့ပြန်ဆက်လိုက်မယ်ဆက်ကော်နဲ့ပြန်ဆက်လိုက်မယ်ပေါ့နော်ဆက်ကော်နဲ့ပြန်ဆက်လိုက်မယ်ပြီးတော့ချိန်တစ်ခုတက်မယ်ပြီးတော့ဒီအပေါက်မှာပဲ၄ခါထိုးရမယ်ပေါ့နော်အဲ့ဆိုရင်ဒီမှာတစ်ခါပြီးသွားပြီဆိုရင်နောက်ထပ်၃ခါထိုးမယ်တိုင်စီတစ်ခါထိုးမယ်ပြီးတော့ချိန်နှစ်ခုတက်မယ်ပြီးတော့ဒီဆုံးနေတဲ့အပေါက်မှာကိုဆက်ကော်နဲ့ပြန်ပြီးတော့ဆက်လိုက်ပါမယ်ပြီးတော့ချိန်တစ်ခုတက်မယ်နှစ်ခုဖြစ်သွားပြီပေါ့နော်နောက်ထပ်တစ်ခုထိုးမယ်တိုင်စီဒီအပေါက်မှာပဲ၄ခါထိုးရမှာနော်အဲ့ဆိုရင်ဒီမှာချိန်နှစ်ခုတက်ပါမယ်ပြီးရင်ဒီအပေါက်မှာပဲဆက်ကော်နဲ့ထိုးလိုက်ပါမယ်နည်းနည်းတော့ချက်ရပေပန်းနဲ့เนาะ view ဆိုင်ပြီးတော့ချိန်မေးမှအသက်ဖြစ်နေလို့ချက်ရနည်းနည်းလေးပေပန်းနဲ့3ခုဖြစ်သွားပြီးတော့ချိန်တစ်ခုချမယ်3ခုเนาะအဲ့ဆိုရင်နောက်ဆုံးတတိုင်ဖြစ်သွားပြီအဲ့ဆိုရင်တိုင်ရှိတစ်ပေါက်မှာ4ခါထိုးမယ်ပေါ့เนาะအဲ့ဆိုရင်1နဲ့ပြီးတော့ဒီအပေါက်မှာပေါ့เนาะဒီလိုမျိုးနေရာမှာအတော့လေးတွေသူကလှုပ်လိုက်တယ်ပေါ့နော်ပြီးတော့ဒီမှာဆက်ကော်လေးနဲ့ဆက်လိုက်ပါမယ်ပြီးတော့ချိန်မေတို့ထိုးလာတာတိုင်စီတစ်တိုင်တစ်တိုင်3တိုင်4တိုင်ပြီးတဲ့ခါကျဒီမှာနောက်ဆုံးရောက်ပြီပေါ့နော်ရောက်တဲ့ခါကျဒီမှာတိုင်တိုချိတ်ထားတဲ့တိုင်တိုတိုင်ရှိတယ်အဲ့ဒီနေရာမှာမေတို့တိုင်တိုလေးနဲ့ချိတ်လိုက်ပါမယ်နော်အဓိကပွက်ဖတ်လေးဖြစ်သွားဖို့ကအတော့လေးမှာပွက်ဖတ်လေးအဲ့ဆိုရင်တိုင်တိုနဲ့ချိတ်လိုက်ပါမယ်ပြီးရင်ဒီတိုင်တိုမှာတိုင်စီတော်ကြားလိုမျိုး၄တိုင်ထိုးရပါမယ်เนาะအဲဆိုရင်ဒီမှာတိုင်စီတစ်တိုင်ထိုးမယ်ပြီးတော့ချိန်တစ်ခုတက်မယ်တက်ပြီးတော့ဒီမှာဒီလိုမျိုးဒီတိုင်တိုစထားတဲ့ချိန်တစ်ခုစထားတဲ့အစမှာဆက်ကော်လေးနဲ့ဆက်လိုက်ပါမယ်เนาะပြီးတော့နောက်တစ်ခုကကြတော့ဒီလိုမျိုးတစ်တိုင်နဲ့တစ်တိုင်ကြားမှာချိန်တစ်ခုချပါမယ်เนาะချိန်တစ်ခုချမယ်ပြီးတော့နောက်ထပ်တိုင်စီတစ်တိုင်ထပ်ထိုးပါမယ်เนาะဒီစထားတဲ့နေရာမှာဆက်ကော်နဲ့လာဆက်ရပါမယ်ပြီးတော့ချိန်တစ်ခုတက်ပါမယ်ပြီးတော့ဒီစထားတဲ့နေရာမှာဆက်ကော်လေးနဲ့ဆက်လိုက်ပါမယ်ပြီးတော့ချိန်တစ်ခုချမယ်အဲ့ဆိုရင်နှစ်တိုင်ဖြစ်သွားပြီပေါ့နော်အဲ့ဆိုနောက်ထပ်နှစ်တိုင်ဆက်ထိုးလာပါမယ်နော်ဒီမှာမေတို့ထိုးလာတာတိုင်စီတစ်တိုင်နှစ်တိုင်သုံးတိုင်လေးတိုင်ပြီးပြီဆိုရင်ဒီနေရာမှာချိန်လေးနဲ့ပြန်ဆက်လိုက်ပါမယ်အဲ့ဆိုရင်ဒီအတိုင်းပဲဒီလိုမျိုးပြတ်ဖတ်လေးတွေပြန်သွားထိုးမယ်ပေါ့နော်အဲ့လိုဒီလိုချိန်လေးတွေစစ်ထားတဲ့နေရာမှာတိုင်စီတိုင်ပထမအစမှာဆိုရင်ဒီမှာတိုင်စီထောင်မယ်ပေါ့နော်တိုင်စီထောင်မယ်ပြီးတော့ချိန်နှစ်ခုတက်မယ်ပြီးတော့ဒီမှာလာပြီးတော့ဆက်ကော်လေးနဲ့စစ်ပါမယ်ပြီးတော့ချိန်တစ်ခုချမယ်ပေါ့နော်ဒီလိုမျိုးထိုးပြီးတော့၄တိုင်ထိုးမယ်၄တိုင်ပြီးသွားတဲ့ခါကျရင်ဒီမှာတိုင်တိုနဲ့လာချိတ်မယ်အဲ့လိုမျိုးနဲ့ပတ်လဲဒီအဆောက်ပေါ့နော်အစစီးတဲ့နေရာနာထီမေတို့ဒီမှာပတ်လဲဒီလိုအတော့လေးတွေထိုးလာမယ်ပေါ့နော်ဒါဆိုရင်နောက်ဆုံးဆက်ပြီးပြီပေါ့နော်ဒီအိတ်လေးရဲ့နောက်ဆုံးဆက်လေးပြီးပါပြီရှင့်ဒီလိုဆိုရင်ဒီမှာနောက်ဆုံးပေါက်ရောက်ပြီပေါ့နော်ရောက်တဲ့ခါကျမေတို့ဒီမှာအဆုတ်တက်တော့မယ်အဆုတ်တက်ဆိုစထားတဲ့နေရာကိုမတ်ချစ်လေးနဲ့ဖြုတ်လိုက်မယ်ပေါ့နော်ဖြုတ်ပြီးတော့ဒီနေရာမှာရှက်ကော်လေးနဲ့လာချိန်လိုက်မယ်ပေါ့နော်ဒါရဲ့အဆုတ်တက်ပြီးရင်တစ်ချက်တက်ပြီးတော့ဒီဟာကိုဖြတ်လိုက်ပါမယ်နော်ဒါဆိုရင်ဒီမှာအစားတက်ပြီပေါ့နော်အစားတက်ဒီလိုဖြစ်သွားပါပြီအဲဆိုရင်ဒီမှာအစားတက်ပြီးတော့ရှုပ်ကြိုးတွေထိုးပြမယ်နော်ဒီမှာပြီးတော့ကျစ်ဆန်မီလုပ်မယ်ပေါ့နော်ဒီလိုကျစ်ဆန်မီလေးဘယ်လိုကျစ်ရမလဲဆိုတာပြောပြပေးမယ်ဒါအရှီကကြတော့ဒီအောက်ကဟာကြတော့ကိုလိုချင်သလိုပြန်ပြီးတော့ထည့်လို့ရအရှီလိုတလားယူလို့ရနော်ဒီကျစ်ဆန်မီကျစ်နီလေးကိုမင်းပြောပြပေးမယ်ပေါ့နော်ပထမဆုံးက
ပေါ့နော်ဒီကျစ်ဆံမီကျစ်ဖို့အတွက်ကျိုးအစီကိုဘယ်လိုဖြတ်ရမလဲဆိုတော့ကျိုးအစီကိုကြတော့ဒီအိတ်ရဲ့ဒီလိုမျိုးပေါ့နော်ဒီအိတ်ရဲ့တစ်ပတ်အဲ့လိုမျိုးတစ်ပတ်ကို3ပတ်ပတ်မယ်ပေါ့နော်အဲ့မှာတစ်ပတ်ပြီးတော့နောက်ထပ်တစ်ပတ်နှစ်ပတ်နော်ပြီးတော့နောက်ထပ်တစ်ပတ်ထပ်ပတ်မယ်အဲ့ဒီကျိုးကကြတော့အိတ်မှာ3ပတ်ပတ်လိုက်မယ်ပေါ့နော်3ပတ်ပတ်တာမှာအဲ့ဒီ3ပတ်ဒီကျိုးတစ်ပင်ပေါ့နော်အဲ့ဆိုရင်ကျိုး6ကျိုးဖြတ်ရပါမယ်နော်ဒါကကြတော့ကျိုးတစ်ပင်ရဲ့အရှိကကြတော့အိတ်3ပတ်ဖြတ်ရပါမယ်အဲ့လိုမျိုးကျိုး6ပင်ဖြတ်ရမှာနော်အမေတို့ဒီအိတ်3ပတ်ဒီကျိုးတစ်ပင်ပေါ့နော်အဲ့ဆိုရင်ဒီမှာကျိုး6ပင်ပေါ့နော်ကျိုး6ပင်ကိုအမေတို့ကကြတော့အောက်မှာကြတော့ဒီလိုမျိုးအရွယ်လေးထားချင်တယ်ဆိုကိုကအဲ့လောက်အတူထားချင်လားအရှိထားချင်ကိုထားချင်တဲ့လောက်ထားအဲ့ဆိုရင်မင်းကတော့အဲ့လောက်ထားလိုက်မယ်ပေါ့နော်အဲ့လောက်လေးထားလိုက်မယ်ပေါ့နော်ဒီလိုလောက်လေးထားလိုက်မယ်ပြီးတော့ဒီဟာလေးကိုမီးရှို့ရမယ်နော်မီးဆိုရင်အစတွေအကောက်လို့ထွက်လာလိမ့်မယ်ပြီးရင်အဲ့ဒီဟာ6ပင်ပြတ်ထားတဲ့ခါကျရင်ပြီးတော့သူကကျစ်ဆံမီက2ပင်စီကြည့်ရမှာမို့လို့ချင်းဒီလိုဒီကျိုးအရှိရာထားလို့ရပါတော့နော်ဒီလိုမျိုးပြီးရင်2ပင်စီကြည့်ပါမယ်နော်ကျစ်ဆံမီကြည့်တာလွယ်လေးမင်းလားတိတ်ကျင့်တက်မိန်းကလေးဆန်နေဆိုတော့အဲ့လိုမျိုးလေးကြည့်လိုက်မယ်ပေါ့နော်ကိုအဆုံးထိရအောင်ကြည့်လိုက်မယ်အဆုံးထိရအောင်ကြည့်သွားပြီးရင်အဆုံးရောက်တဲ့ခါကျရင်ဒီလိုမျိုးအထုပ်လေးပြန်ထုတ်လိုက်မယ်အဲ့ဆိုရင်ကျစ်ဆံမီရှုပ်ကြိုးရပြီပေါ့နော်အဲ့ဆိုရင်အတိုင်းလဲရပြီအဲ့လိုလဲရပြီဆိုရင်တော့ကြိုးလေးရမှပဲမင်းပြန်ပြတော့မယ်နော်အဲ့လိုမျိုးလေးမင်းမသားဆန်လဲဆိုတော့လေအဲ့လိုမျိုးကျစ်ဆံမီလေးရသွားပြီနော်ဆိုရင်ပေါ့နော်ဒီမှာမေတို့ဒီမှာကျစ်ဆံမီကြိုးလေးရပြီပေါ့နော်ကျစ်ဆံမီကြိုးလေးရပါပြီရှင့်ကျိုးရရတဲ့ခါကျရင်ဒီမှာသူကအလဲခရောင်ကိုအလဲနေရာဒီနေရာထားလိုက်မယ်ပေါ့နော်အဲဆိုရင်ဒီမှာဒီကနေပြီးတော့ထိုးမယ်ပေါ့နော်ဒီအပေါက်လေးတွေကဒီမှာအပေါက်လေးတွေရှိရလေဒီလိုအပေါက်လေးတွေထဲကိုထိုးမယ်ပေါ့နော်ရှိနေတာအပေါက်ထိုးလို့မဆက်ရင်အဲ့နဲ့ချိန်လိုက်နော်လေးနဲ့ထိုးလို့မဆက်ရင်အဲ့လေးနဲ့ချိန်လိုက်မေကဒီမှာတစ်ပါးနှစ်ပေါက်ကျော်သုံးပါးမြောက်မှာပြန်ထည့်မယ်ပေါ့နော်အဲ့လိုမျိုးလေးပဲထည့်သွားလိုက်ပေါ့နော်ကျိုးလေးကျိုးအဲ့ဆိုရင်တစ်ပါးနှစ်ပါးအဲ့လိုမျိုးတစ်ပတ်လည်းလို့ထည့်သွားလိုက်ပေါ့နော်ကျိုးကကြတော့ထက်တက်မယ်လို့ထင်တယ်ကိုအစင်ပြေလို့ထည့်လိုက်လို့ရပါပေါ့နော်